ပေးမယ် မိမခိုင်းတာတွေလည်းရှာမတွေ့သေးဘူးဒီတောတွေကဘလို့ထွက်ရမှာပါလိမ့်ဒါဘာအိုးကြီးပါလိမ့်ဖွင့်ကြည့်ရင်ကောင်းမလားတခုခုတော့ပါမှာပဲ ဝါလွတ်ပြီဟေးလွတ်ပေးမယ်လွတ်ပေးသူကိုကျေးဇူးဆက်တဲ့အနေနဲ့အရင်ဆုံးစားလိုက်မယ်ဟာကိုကျွတ်ဘာတွေဖြစ်နေတာလဲဘာလို့ဒီလောက်အော်နေရတာလဲအိုးကိုစည်းကွက်ရဲ့အိုးကြီးကိုဖွင့်လိုက်ပြီလို့ဘလူးကြီးထွက်လာပြီးကျွန်တော်ကိုစားမလို့တဲ့ဗျာ ဒီဘလူးကြီးကတော်တော်အကြီးကြီးပဲအိုတဲကိုဘလို့ဝင်နိုင်မှာလဲ မယုံရင်ကြည့်လိုက်ဒါကငါရဲ့မော်စွမ်းပဲမင်းတို့ကငါဘလို့ဝင်ခဲ့လဲပြမယ်အခု ကိုကျွတ်ကိုကျွတ် ကိုကျွတ်လား အခုအဖုံးကိုတေးချဖုံးလိုက်တော့ ဟုတ်ပြီကျေးဇူးတင်လိုက်တာကိုစည်းကွက်ရဲ့ကျွန်တော်ဘွားကတော့တေးပြီးအမှတ်ပဲ ထူးဆန်းပါဦးကိုကြွက်ရ တယောက်နဲ့တယောက်ကူညီကြတာပေါ့